င်းချက်တဲ့နေ့တွေဆိုရင်အမြဲတမ်းလှုပ်ထားပြတာကတော့ထက်တရပါပဲမနှက်စာကိုထက်တရလေးနဲ့ပဲဟင်းလေးနဲ့စားရတာတကယ်ကိုမှနှက်တုတ်တာပါပဲနော်ထက်တရလောက်တော့မယ်ဆိုရင်ယူလီယာကညကလေးကဂျုံလုံးထားလိုက်တာပါအထွေထွေ3ဂျုံမဟုတ်4ခွက်ထည့်ပါတယ်ဂျုံတို့ထုတ်ကြီးကိုမှဘတ်20ဝန်းကျင်လောက်ပဲရှိရဆိုတော့ကြတော့တန်တာပေါ့နော်ပြီးရင်တော့နွားနို့တစ်ခွက်ထည့်ပါတယ်ကျုပ်ဦးလေးတစ်လုံးလည်းခောက်ပြီးတော့ထည့်လိုက်ပါမယ်နော်တကြားလေးတစ်စုံနဲ့စားလေးနည်းနည်းလေးထည့်လိုက်ပါသေးတယ်တကယ်လို့ဂျုံများသွားရဲဆိုရင်ရေလေးနည်းနည်းထည့်လို့ရပါတယ်နော်ရေအရင်များရင်လည်းနှဲလို့မကောင်းတော့ပါဘူးဂျုံလေးတွေကို15မိနစ်20လောက်နာလေးနှဲထားလိုက်ပါမယ်နော်ပြီးရင်တော့ကြတော့ထောပတ်လေးတုပ်ပြီးတော့ကြတော့အုပ်ထားလိုက်ပါမယ်နိုင်ဝဲလောက်အုပ်ထားပြီးဆိုရင်တော့အလုံးလေးပြန်ခွဲပါတော့မယ်နော်ဂျုံလုံးလေးကိုင်လုံကောင်းအောင်ဂျုံမုံလေးဖြူပြီးတော့ကိုင်ပါမယ်ယူလီယာကတော့ထက်တရတစ်ခါလောက်စားအလုံးလေးတွေလုံးပြီးတော့ထားလိုက်ပါမယ်အိမ်မှာဂျုံမိုးတစ်ထုပ်ရှိရင်ဘာလို့စားအဆင်ပြေတယ်နော်ငငယ်ကတော့ထက်တရတို့ပလာတာတို့ကဆိုင်မှာပဲသွားစားခဲ့ရတဲ့အရာပေါ့နော်တနိုင်ငံနဲ့တနိုင်ငံအိမ်မှာအလွယ်တကူလှုပ်စားတဲ့မုံတွေမတူတာပေါ့နော်ဒါကြောင့်မလို့ယူလီယာတို့ငယ်ဘွားကဒီလိုဂျုံလုံးအိမ်မှာလှုပ်တယ်ဆိုတာမတွေ့ခဲ့ရသလောက်ပါပဲတကယ်တော့ဂျုံနဲ့လှုပ်တဲ့မုံတွေကကလေးတွေအတွက်အာဟာရအရင်ရှိတာမလို့အိမ်မှာလှုပ်စားတင်ပါတယ်နော်မနေ့ရောက်တော့ကြတော့စီတုပ်ပြီးတော့အဖုံးအုပ်ထားတဲ့ဂျုံလုံးလေးတွေကအီလေးဖြစ်နေပါပြီဂျုံပြားလွယ်အောင်လို့စီလေးတုပ်ပြီးတော့ကြတော့ဒီလိုမျိုးလေးဖြန့်ပေးလိုက်ပါမယ်နော်ယူလီယာကတော့ကျွမ်းကျင်တဲ့သူတွေလို့မရိုက်တဲ့လို့လက်ကလေးနဲ့ပဲတသားလေးဖြန့်ပေးလိုက်ပါတယ်ပြီးရင်တော့ဂျုံလေးတွေအထက်ထက်နဲ့ပိုဖြစ်အောင်လို့အပေါ်ကဂျုံမုံလေးဖြူလိုက်ပါမယ်နော်ခယူပတ်ပုံပတ်တဲ့အခါမှာကိုအားသားရပုံစံမျိုးနဲ့ပတ်လို့ရပါတယ်နော်ယူလီယာကတော့အလွယ်တကူဒီလိုမျိုးလေးပဲခွေပြီးတော့ပတ်လိုက်ပါတယ်လက်ရပရိုမကြသေးပေမဲ့လှနေတာပါပဲနော်ဒီလိုပုံစံမျိုးနဲ့ပဲရှိတဲ့ဂျုံလုံးလေးတွေကိုလုံးသွားလိုက်ပါမယ်နော်ပြီးရင်တော့အပေါ်ကနေနေကြစီလေးတုပ်လိုက်ပါမယ်ထောပတ်စီရှိရင်လည်းရရပေါ့နော်ယူလီယာကတော့ထောပတ်စီကုံသွားလို့ပါတေချာလေးနဲ့ဆက်အောင်တုပ်ပြီးသွားပြီဆိုရင်တော့နောက်ထပ်15မိနစ်လောက်ထပ်ပြီးတော့အုပ်ထားလိုက်ပါမယ်ကဲခုဆိုရင်တော့ထပ်တရာကြော်ဖို့အတွက်ဂျုံလုံးလေးတွေကိုလှိမ့်ပါတော့မယ်အရင်ဆုံးလက်ကလေးနဲ့ခပ်ပွားလေးဖိဖိကံမှာပလင်းလေးနဲ့လှိမ့်လိုက်ပါမယ်နော်ဂျုံလေးနဲ့ဒလိန်လုံးမရှိရင်လည်းယူလီယာလိုပလင်းလေးနဲ့လှိမ့်လို့ရပါတယ်နော်ကြော်ဖို့အတွက်တဲဝိုးထဲမှာစီနည်းနည်းထည့်လိုက်ပါမယ်နော်ယူလီယာကတော့စီကိုဒီနေထားလောက်ပဲထည့်ပြီးတော့အိုးကင်းတိုက်ပြီးတော့ကြာတော့ကြော်ပါတယ်တစ်ဖက်နီရဲလာရင်နောက်တစ်ဖက်ကိုလှမ်းပါမယ်နော်မီးအေးနဲ့ပဲစိတ်ရှိရှိလေးကြော်ပေးလိုက်ပါမယ်နော်နှစ်ဖက်လုံးနီးရဲရဲလေးနဲ့ကျွတ်လာပြီဆိုရင်တော့ချလိုက်ပါတော့မယ်နော်ဒီနီးလေးတိုင်းနဲ့ပဲအားလုံးကုန်သွားအောင်ကြော်ပေးလိုက်ပါမယ်နော်ပဲဟင်းနဲ့ထက်တရာနဲ့ကိုအရန်ကြိုက်တာပေါ့နော်ယူလီယာတလားကိုမစားဘူးဆိုရင်2ခေါက်လောက်တော့လှုပ်စားဖြစ်ပါတယ်ထက်တရာလေးတွေကလည်းအထက်ထက်လေးဖြစ်ပါတယ်အမေယိုပဲဟင်းလေးနဲ့တိုးစားလိုက်တဲ့အခါမှာအရန်ကိုလိုက်ဖက်တာပါငငယ်တော့ကတော့ထက်တရာတို့နံများတို့ကိုစိတ်ဆွနဲ့စားခဲ့ရတာပေါ့နော်စိတ်ဆွလို့ဖို့ကြတော့စိတ်အယိုးကြီးပဲပါပြီးအသားလုံးဝမပါလို့အမေယိုလေးနဲ့ပဲလှုပ်ပစ်တာပါအမေယိုပဲဟင်းကလည်းမျိုးအိုးလေးနဲ့ချက်ထားလို့အရန်ကိုနူအီနေရပါပဲအမေယိုပဲဟင်းရဲ့ channel လေးလည်းတင်ထားပြီးဖြစ်လို့ချက်စားကြည့်ကြပါဦးနော်